Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဝေဖြိုးကျော်ပါဒီကလူတွေကတော့ကျွန်တော်ကို William လို့ခေါ်ကြပါတယ်ဒီနေ့ဗီဒီယိုလေးမှာဒီ American နိုင်ငံမှာအိမ်ငှားနေထိုင်ဖို့အတွက်အိမ်တော့မဟုတ်တိုက်ခန်းဘယ်လိုရှာရတယ်လဲဆိုတာလေးကို sharing လုပ်ပေးချင်ပါတယ်တကယ်တော့အိမ်ငှားဖို့အတွက်ရှာရတာဟာအရင်လွယ်မနေပါဘူးခက်သလားဆိုတော့လည်းအဲ့လောက်ကြီးခက်မနေပါဘူးဆိုတော့ဒီနေ့ဗီဒီယိုလေးကဒါကျွန်တော်ရဲ့အတွေ့အကြုံလေးကိုအခြေခံပြီးတော့မှ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့နောက်ပိုင်းမှာအိမ်ကိုဘယ်လိုရှာရတယ်လဲရှာထားတဲ့အိမ် approve ပြဖို့အတွက်ဘယ်လိုလုပ်ရတယ်လဲဆိုတာလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျအဲ့တော့ဒီနေရာမှာအဓိကအားဖြင့်အချက်၃ချက်ပေါ်အခြေခံပြီးတော့မှပြပြပေးသွားမှာဖြစ်ပါတယ်ပထမအချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ budget and lifestyle ပေါ့နော်ကိုဘယ်လောက်သုံးပါလဲဘယ်လိုပုံစံမျိုးနဲ့နေချင်တာလဲဒုတိယချက်ကတော့ဒီ location and neighborhood ပေါ့နော်ကိုနေမဲ့နေရာပြီးရင်ရက်ွက်ပတ်ဝန်းကျင်တတိယအချက်ကတော့ဘယ်လိုမျိုးရှာလို့ရလဲပြီးရင် approve ရအောင်ဘယ်လို apply လုပ်ရမလဲဆိုတာလေးကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ပထမချက်ကိုပြောရမယ်ဆိုလို့ရှိရင်ကိုဘယ်လောက်သုံးပါလဲပြီးရင်ဘယ်လို lifestyle မျိုးနဲ့နေချင်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒီပုံမှန်မူတည်ပါတယ်ဆိုတော့ဘယ်လောက်သုံးရမလဲဆိုတဲ့နေရာမှာဒီ American နိုင်ငံမှာများသောအားဖြင့်ဒီကလူတွေကသူတို့ဝင်ငွေရဲ့သုံးပုံပုံတစ်ပုံကိုဒီအိမ်ငှားဖို့အတွက်သုံးကြတာဖြစ်ပါတယ်ဆိုတော့ဥပမာကိုယ့်ရဲ့ဝင်ငွေကတစ်လောက်3000ရှိတယ်ဆိုလို့ရှိရင်အိမ်ငှားဖို့အတွက်ကိုသူတို့1000သုံးတာဖြစ်ပါတယ်အဲ့ဒီနေရာမှာကိုယ့်အပါအဝင်ကိုယ်နဲ့အတူတူနေမဲ့ roommate တော့၎င်းကိုယ့်ရဲ့ဒါမိသားစုဝင်တွေတော့၎င်းအားလုံးရဲ့သုံးနိုင်တဲ့အမောင့်ဖြစ်ပါတယ်အဲ့တော့ဒီဒုတိယအချက်အနေနဲ့ကျတော့ဒီ location and neighborhood ပေါ့နော်ဆိုတော့ကိုနေမဲ့နေရာစီဒါအလုပ်ကိုသွားတဲ့အခါမှာဒီဘလောက်နီးတယ်လဲပေါ့အဲ့ဒီပုံမှာလဲအဓိကစဉ်းစားဖို့လိုအပ်ပါတယ်အလုပ်ကိုသွားနေတဲ့တောက်လျှောက်ပေါ့နော်ဒီ door to door ကိုအိမ်ကနေပြီးတော့မှအလုပ်ရောက်တဲ့အချိန်ထိကြာချိန်ပေါ့နော်ဆိုတော့အဲ့ဒါကဒီမိနစ်30နာရီဝက်ထက်ကြာသွားတယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အားလက်ချိန်လေးကနေပြီးတော့ပေးလိုက်ရတာဒါလေးတွေကိုလည်းအဓိကထားပြီးတော့စဉ်းစားတင်ပါတယ်ပြီးရင်နောက်တစ်ခုကတော့ဒီ neighborhood ပေါ့နော်ဆိုတော့ကိုယ်နေမဲ့ပတ်ဝန်းကျင်ကအထူးသဖြင့်ဒီ safety ဖြစ်ဖို့အရေးကြီးပါတယ်ဆိုတော့ဒီ American နိုင်ငံမှာလည်းဒါ crime rate တွေရှိတဲ့တချို့နေရာတွေဆိုလို့ရှိရင်ပြစ်တာခတ်တာတွေလူရရက်တာတွေကြုံရနိုင်ပါတယ်ဆိုတော့ကိုနေတဲ့ပတ်ဝန်းကျင်ကဒါအကောင်းကြီးမဟုတ်ရင်တောင်မှ safe side ဖြစ်ဖို့လိုအပ်ပါတယ်ပြီးရင်တန်တန်ရှင်းရှင်းလေးနဲ့ဒါနေချင်စရာကောင်းတဲ့ပတ်ဝန်းကျင်လေးဖြစ်နိုင်တယ်ဆိုရင်တော့အကောင်းဆုံးပေါ့နော်ဒါလေးကလည်းအရေးကြီးတာဖြစ်ပါတယ်အဲ့တော့ခဏနေကကျွန်တော်ပြောတဲ့ဒီပထမအချက်နဲ့ဒုတိယအချက်ပေါ့နော်အဲ့ဒါကိုလေ့လာသုံးသပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုဘယ်လိုရှာရမလဲဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်ဆိုတော့ဒီနိုင်ငံမှာကတော့အများစုကဒီ website ကနေပြီးတော့ရှာတာများပါတယ်ပြီးရင်ဒီ application တွေဖြစ်တဲ့ဒီ Zillow တို့ဒီ Redfin တို့ပြီးရင် apartment.com ပေါ့နော်အဲ့ဒီကနေပြီးတော့လဲရှာလို့ရပါတယ်ဒီမှာကတော့ popular အဖြစ်ဆုံးတော့ Zillow ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ဒီအိမ်ချမ်းမြေအကျိုးဆောင်တွေကနေတစ်ဆင့်ရှာလို့လဲရပါတယ်ဆိုတော့အိမ်ချမ်းမြေအကျိုးဆောင်တွေနဲ့ရှာမယ်ဆိုရင်တော့ပွဲစားကပေးရမှာဖြစ်ပါတယ်သို့တော့ဒီပွဲစားကဆိုတဲ့နေရာမှာအိမ်ချမ်းမြေအကျိုးဆောင်တွေနဲ့လုံးလို့ရှိရင်အနည်းဆုံးတော့ကိုယ့်အတွက်ဒါအကြံဉာဏ်ရမယ်ဈေးတက်တာပြီးတော့ပိုကောင်းတဲ့တိုက်ခန်းလေးတွေရနိုင်တဲ့ chance များတာဖြစ်ပါတယ်အဲ့တော့ကိုဘယ်နေရာကနေပဲတွေ့ပေါ့နော်ဒီအိမ်ကိုကြိုက်တယ်ယူမယ်ဆိုပြီးတော့မှဒါကျွန်တော်တို့ရှောက်လွှာတင်တယ်ပေါ့ဆိုတော့ application တင်တဲ့ခါကြလို့ရှိရင်ဒီအိမ်ကိုသေချာဝရမယ်လို့ 100% ပြောလို့မရပါဘူးဘာဖြစ်လဲဆိုတော့ကိုလိုပဲတခြားသောသူတွေလည်းအများကြီးရှိနေနိုင်တယ်ပေါ့နော်အဲ့ဒီထဲကနေပြီးတော့မှဒီအိမ်ရှင်ကနေဘသူ့ကိုသူရွေးမလဲဆိုတော့သူဆုံးဖြတ်ချတာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ဘက်ကတော့ဒီအချက်၃ချက်ကိုအဓိကပြင်ဆင်ထားဖို့လိုပါတယ်ဆိုတော့နံပါတ်1အချက်ကတော့ကို credit score ကောင်းနေဖို့လိုအပ်ပါတယ်ဆိုတော့ဒီမှာကတော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင် credit score ကောင်းလေအကောင်းဆုံးဖြစ်နေပဲဆိုတော့ဥပမာဒီကိုယ့်ရဲ့ credit score ကအနည်းဆုံး650အထက်ရှိနိုင်မယ်ဆိုရင်ပို့ပြီးတော့အခွင့်အရေးများပါတယ်ပြီးရင်နောက်တစ်ခုကတော့ကိုယ့်ရဲ့ဝင်ငွေပေါ့နော် proof of income လို့ခေါ်ပါတယ်ဒီမှာမင်းမလာမင်းဘယ်လောက်ပဲ
ငားနိုင်တယ်ပြောမင်းရဲ့ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာကိုဒီကလန်လော့တွေကကြည့်မှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ဝင်ငွေဒီကိုငှားမဲ့အခန်းရဲ့အနည်းဆုံး3ဆရှိဖို့လိုအပ်ပါတယ်ဥပမာကိုခံရတဲ့အခန်းက1000ဆိုလို့ရှိရင်ကိုယ့်ဝင်ငွေကခဏနေပြောသလို3000အနည်းဆုံးရှိဖို့လိုအပ်ပါတယ်အဲ့ဒီအတွက်ကိုကိုယ့်ရဲ့လစာ pay step ပေါ့နော်အဲ့ဒါအနည်းဆုံးဒီတစ်လစာသို့မဟုတ်2လစာပြဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကတော့ဒီကို့မှာ bank statement ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါပြပေးနိုင်လို့ရှိရင်ဒီကိုယ့်ရဲ့ application ကို approve ရဖို့အတွက်ပို့ပြီးတော့ strong ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီအချက်3ချက်ထဲကနေတစ်ခုခုနဲ့ကိုကမကိုက်ညီဘူးဆိုလို့ရှိရင်ကိုထောက်ခံပေးမဲ့ဒီ guarantor သို့မဟုတ်ကိုဆိုင်တာပေါ့နော်အဲ့ဒါလဲကျွန်တော်တို့ရှာလို့ရပါတယ်ဆိုတော့ဒီဟာလေးတွေကိုကိုယ့်ဘက်ကတိတ်ချပြင်ဆင်ထားမယ်ဆိုလို့ရှိရင်ဒီအိမ်ငှားတဲ့အခါမှာ approve ရဖို့အတွက်အများကြီးအခွင့်အလမ်းရှိပါတယ်ဟုတ်ကဲ့ပါဆိုတော့အခုကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတွေအတွက်ဒါအကျိုးရှိမယ်ဗဟုသုတရမယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုတော့အိမ်ငှားဖို့အတွက်အခက်အခဲဖြစ်နေတာပဲဖြစ်ဖြစ်ဒါအိမ်ချမ်းမင်းနဲ့ပတ်သက်ပြီးတော့သိချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီကိုအချိန်မီဆက်သွယ်ဆောင်စမ်းလို့ရပါတယ်ကျွန်တော်ကတော့ဒီ New Jersey ပြည်နယ် Jersey City မှာဒါ license ရအိမ်ချမ်းမီဒုဆောင်တရားဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာဆက်ဆုံတွေ့ကြရအောင်နော် Bye have a great day